ကဲဆိုရင်မှာလော်လေးကတော့ပြေးရိုက်တယ်နော်အလဲကနေပြီးတော့ဒီဘက်မှာလည်း Fanny K ပဲတောက်လျှောက်တွေဆွဲကတ်တော့ပါပိုင်းဝိုင်းနေပြီတော့မရှိဘူးတန်းသေးသွားတယ်အခိုက်တက်အောင်လဲမေဂါအလဲလန်းမေဂါ2လန်းနဲ့တိုင်းဦးနှစ်ပွဲလေးပဲပြောင်းလိုက်တော့မယ်တိုင်းတူးစီပါပဲဒီပုံစံတိုင်းဆို Title Strike နောက်မှာ Rookie D သည်ရာသီလားဆူနာတာတောက်လျှောက်လေးတော့လန်းတော့ထူထိုင်းနေမှာ Rookie D တို့ပါလေ AC ပဲ Rush အစင်ပြေးရလားတိုင်းအစင်ပြေးရလားအစင်ပြေးရလားRookie D ကာထားသေးတယ်ဗျာ Title Strike နောက်မှာ KHဖမ်းမယ်နေတာတခုမှအစင်မပြေတော့ Flicker နဲ့ပြန်ထော်ဝိုင်းနေမှာတော့ဆူနာမီစလက်ခုမှပဲကောက်ဖမ်းဆိုနာတာ Rasodi နဲ့တော့ Astro ဖစ်ဖဲစန်ဂျီထပ်မှန်ပြီးတော့သိမ့်ပိုက်သွားရင်လည်း၄កောင်နဲ့တော့ကာနေသေးတယ်ကြိုးသားတယ်ဗျာ Starfall နောက်မှာ Fanny ဝင်လာခြင်းပဲလေဟိုဘက်မှာတော့ Flying Cloud လေးစီးပြီးတော့အပေါ်လန်းလေးပဲလိန်သွားချောင်းကြောင်းထားပဲလေမေဂါ3လန်းတော့ပေးလိုက်ပြီ Join တော့ဝင်ကတ်တယ်ဒါပေမဲ့မရဘူးကပြန်ထုတ်ခံနေရပြီရှီဇူကတ်တော့ဘိုင်းခံနေမှာတော့ဆိုမှ Avatar ထပ်ပေးထားနေပဲ9កောင်အသက်ရှင်လေးရပဲဗျာနော် Flying Cloud လေးစီးပြောင်းမလားသားကြီးတို့1-1လေးကလေဘော်တက်သွားပြီမလဲနောက်ဆုံးမှာ Cherry Cutie ပြန်ကြနေမောက်သွားပြီ9កောင်လုံး Stay Alive Falcon တကယ်အတင်းကြီးပြီပဲတိုက်တိန်နေပေါ်မှာလင့်နေတယ်လေငါလေးတွေဖြစ်ကုန်ပြီအောင်ဟေးတိန်နေပေါ်မှာလွင့်နေပြီတိန်နေပေါ်မှာလွင့်နေပြီ Crystal သုံးမဲ့ပြေးဝိုင်းနဲ့အပြတ်တက်ကိုပဲ2စီးနဲ့ Clean Sweep ကခုတိတိရှုံးပွဲမရှိသေးတဲ့စံကြီးတော့ဆက်လက်ပြီးတော့ထိန်းထားသေးပဲဖြစ်ပါတယ်